ကိုယ်သဘောကျတဲ့အရာတစ်ခုရဖို့အတွက်ဆိုရင်လုံးဝသည်းခံနိုင်တဲ့လူတွေရဲ့စိတ်လွန်ခဲ့တဲ့3လတုန်းကကြော့စီကိုပေါ့ဖုံးစိမ့်လေးတစ်ခုဝင်လာတယ်။အဲ့ဒီဖုံးစိမ့်ဝင်လာတဲ့အချိန်တုန်းကကြော့ကအပြင်ရောက်နေခဲ့တာပေါ့နော်။ကြော့ဖုန်းကိုစကန်လိုက်တဲ့အချိန်မှာတစ်ဖက်ကအတန်မိန်းကလေးအတန်သူကစမေးတယ်ပေါ့။စက်ပြာမခြင်းနဲ့အချိန်ဘယ်လောက်ကြာမလဲတဲ့။အဲ့ဒီအတန်ကိုကြားတဲ့အချိန်မှာကြော့ရဲ့စိတ်ထဲမှာလုံးဝ excited ဖြစ်သွားရတယ်ပေါ့နော်။ဖြစ်ရတဲ့အကြောင်းရင်းကလေကျော်အခုဆက်ပြရောင်းလာတာ2နှစ်ကျော်ပြီ2နှစ်ကျော်တွင်းမှာဖုန်းခေါ်ပြီးမှာတဲ့ customer ဆိုတာလုံးဝမရှိဘူးအဲ့လို order မျိုးလဲကျော်မရဘူးဒါကျော်အပွင့်လင်းဆုံးပြောပြတာပေါ့နော်ပုံမှန်ဆိုလို့ရှိရင် customer တွေက chat box ကပဲလာမှာကြတယ်မှာတဲ့အခါမှာလဲပြောနေကြစကားတွေကဆက်ပြလို့ခြင်းနဲ့ဘယ်လောက်ကြလဲဈေးဘယ်လောက်လဲလို့မေးရပဲများတယ်ဒါပေမဲ့ဒီ customer တွေအရန်ထူးဆန်းတယ်ဖုန်းဆက်ပြီးတော့မှာတယ်စမမှာချင်းမှာကျော်အချိန်ဘယ်လောက်ကြာမလဲတန်းမေးရပေါ့ဒါလေးမေးတာဘာများထူးဆန်းလို့လဲလို့ထင်ကောင်းထင်နိုင်တယ်။ဒါပေမဲ့ကျော့ရဲ့အဓိကပြဿနာကအချိန်ပြဿနာမို့လို့ပါရှင်။ကျော့ဒီနယ်မြို့လေးကပါဒဝယ်မြို့ကနေပစ္စည်းကိုရောင်းချနေတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒဝယ်နယ်မြို့ဆိုတာကတခြားမြို့ကြီးကိုပို့ဖို့အတွက်ဆိုရင်ပုံမှန်ထက်ပို့ပြီးတော့ကြာနိုင်တယ်ပေါ့နော်။အဲ့တော့သူများတွေ3ရက်နဲ့ရောက်တဲ့မြို့ဆိုရင်ကျော့စီမှာ9ရက်လောက်အချိန်ပေးရတယ်ပေါ့နော်။အဲ့ဒါကကျော့စီမှာအခုချိန်ထိဖြည့်ရှင်းလို့မရတဲ့ပြဿနာပါ။ကျော့ရဲ့ကြာချိန်ပြဿနာလေးကိုကျော်တေချာရှင်းပြလိုက်တဲ့အချိန်မှာအဲ့ဒီအမကလည်းရတယ်ပို့လိုက်9ရက်လောက်ဆိုလဲစောင့်မယ်ဆိုပြီးတော့သူမှားသွားတယ်ပေါ့နော်ဖြစ်ချင်တော့ပစ္စည်းကသူ့စီကိုကြော့ပြောတဲ့9ရက်မကြာပဲနဲ့9ရက်ကြာမှရောက်သွားခဲ့ဒါပေမဲ့တော့အဲ့ဒီ customer လုံးဝ complaint မတက်ခဲ့ဘူးကြော့စီတော့မှဖုံးဆက်ပြီးသူပြောခဲ့တယ်ဘာပြောလဲဆိုတော့စစ်ပြလေးအရန်ကောင်းတယ်တဲ့သူအရန်သဘောကျတယ်သူကအပြင်မှာဆိုင်ပြောင်းနေတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့အပြင်ကိုခဏခဏသွားရတယ်သွားရတဲ့အချိန်မှာနေအရန်လောင်နေအဲ့ဒါကြောင့်မို့သူဒီဆက်ပြာကိုသုံးဖို့အရန်သုံးချင်နေခဲ့တာပေါ့နော်အခုသူသုံးရတဲ့အချိန်မှာသူအရန်ကြည်နေပြီအရန်သဘောကျရတယ်ဆိုပြီးဖုန်းဆက်ပြီးတော့ထပ်ပြောတယ်တကယ်တော့ကိုယ့်ရဲ့စိတ်ထဲမှာဘလို့တွေးသွားလဲဆိုတော့ဒီလိုမျိုးထူးထူးဆန်းဆန်းလာမှာရဲ့သူစီက feedback ကောင်းတွေရတတ်တယ်ဆိုတော့အချက်ကိုကြော့လက်ခံမိသွားတယ်ပေါ့နော်အခုဆိုလို့ရှိရင်အိုင်မမကကြော့စီမှာလုံးဝ right customer ဖြစ်သွားပြီအမြဲတမ်းမှာတယ်တစ်ခဲ3ခဲ5ခဲအဲ့လိုမျိုးမှာတယ်ပေါ့နော် right customer စစ်ကြီးကိုဖြစ်သွားပါပြီအဲ့တော့ right customer စစ်တီအဆင်ပြေဖို့အတွက်ကြော့က daily ကိစ္စကိုကြော့မဖြေရှင်းနိုင်ပေမဲ့ကြော့ပစ္စည်းပို့မဲ့ location ကိုတော့ပြောင်းလိုက်ပါပြီရှင်အဲ့တော့အခုဆိုရင်ကြော့စီမှာလာမှာတဲ့သူတွေဆိုလို့ရှိရင်မြန်ဆန်နဲ့ပို့လို့ရအောင်လို့ကြော့ကရန်ကုန်ရုံးကိုအကူအညီတောင်းထားပါတယ်ရှင်ရန်ကုန်ရုံးခွဲရနေပြီးပစ္စည်းတွေအကုန်ပို့ပြီးတော့မှဆိုတော့ကြော့စီမှာလာမှာတဲ့ customer တဦးတယောက်ချင်းစီစောင့်ရတာကြာမှာစိတ်မပူရတော့ပါဘူးရှင်အဲ့တော့ပုံမှန်ထက်မြန်ဆန်ပို့ပေးနိုင်အောင်လဲကြော့ကစီစဉ်လိုက်ပါပြီရှင်အဲ့တော့မှာယူမယ်ဆိုလို့ရှိရင်အချိန်ကြာမှာကိုစိတ်မပူရတော့ဘဲနဲ့မြန်ဆန်ရအောင်ရန်ကုန်ကနေပို့ပြီးတော့မှဖြစ်တဲ့အတွက်ကြောင့်စိတ်မပူဘဲနဲ့လာမှာလို့ရပါတယ်ရှင်